မင်္ဂလာပါလွန်ခဲ့တဲ့လလောက်ကသတင်းထွက်ထားခဲ့သလိုပဲလောရှင်နဗီတို့လိုနာမည်ကျော်ဖိုက်တာတွေပြင်ရုရှားဖိုက်တာကောင်းတွေလေ့ကျင့်နေတဲ့ Vietnam Training Camp ကတော့မြန်မာလူငယ်ဖိုက်တာလေးရဲရဲနောင်ကိုခေါ်ယူလိုက်ပြီဆိုပြီးတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါပြီ Vietnam Training Camp ကတော့ရဲရဲနောင်ကိုတရားဝင်မထုတ်ပြန်ခင်မှာပဲရေးမွက်တွေပေးခဲ့ပြီးတော့မြန်မာပြည်သက်တွေစိတ်ဝင်စားမှုရအောင်လုပ်ခဲ့သေးတာပါဒါဟာ FedEx Gym ကမန္တလေးသားဖိုက်တာကျော်စွာဝင်းလိုပဲပြည်ပကလပ်မှာပဲလေ့ကျင့်ပြီးတော့ One Championship မှာပွဲထိုးမဲ့ဖိုက်တာလို့ပြောလို့ရပါတယ်။ရေးရင်တော်ဟာဆိုလင်းတို့ရဲ့ဒိုးရိုးရလက်ဝဲကလပ်မှာလေ့ကျင့်နေတဲ့ဖိုက်တာတူဖြစ်ပြီးမွေထိုင်းလောက်ကမှလည်းကျင်းလင်းနေတာကြာပြီဖြစ်တဲ့ရွေးရလက်ဝဲဖိုက်တာတူပါ One Championship ကလွဲပြီးဂျန်နဲ့နာမည်ကြီး Promotion ပြိုင်ပွဲတွေမှာထိုးပိုးထားတဲ့ဖိုက်တာဆိုတော့မွေထိုင်းအတွေ့အကြုံအတန်သိရှိတဲ့လူငယ်ဖိုက်တာလေးပါမကြခင် One Championship မှာမြင်တွေ့ရမယ်နောက်ထပ်မြန်မာဖိုက်တာဆိုရင်လည်းမမှားပါဘူးရဲရင်နောင်ကမြန်မာလက်ဝဲအတိုင်းဝိုင်းမှာအကြီးတန်းမဟုတ်သေးပေမဲ့အကြီးတန်းတွေလောက်နီးပါးကောင်းတဲ့ကစားသမားဖြစ်လို့အားကိုးရမယ့်လူငယ်ဖိုက်တာတူပါမွေထိုင်းပြိုင်ပွဲတွေမှာလည်းနိုင်ပွဲဆက်နေသူဖြစ်ပြီးဟိုတလောကပဲကျော်စွာဝင်းရဲ့လက်ကျင်းဖို့ Y2K နဲ့ပွဲပြတ်ထားတဲ့ဖိုက်တာတူပါOne Championship လို့ပြိုင်ပွဲမှာဝင်ပြိုင်ဖို့ Vietnam Training Camp လို့နာမည်ကြီးကလပ်နဲ့ပူးပေါင်းပြီးအမြင့်ပြန်တမ်းဖို့စ조사လာမယ်ရဲရင်အောင်အနေနဲ့ဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်